မရှိတော့တဲ့နောက်ပိုင်းမှာဖေဖေတာဝန်သားကြီးထမ်းဖို့မယ်သားကြီးချစ်တဲ့မေမေရဲ့ညီလေး၃ယောက်ကိုအရှိကနေကာကွယ်လို့ရှာကြွေးမယ်တစ်ချိန်ကသားကြီးဆိုခဲ့မိုက်ခဲ့တာမေမေရှိမှဒူထောက်တောင်းပန်မယ်ခွင့်လို့ပေးပါမေမေသားကြီးရဲ့အမားကိုဒီနေ့ကစားလိမ့်မှာပါတော့မယ်သားကြီးချစ်တဲ့ချစ်မေမေရဲ့မေမေသားကြီးမေမေအားကိုရာလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်သားကြီးထားပါမယ်သားကြီးချစ်တဲ့ချစ်မေမေရဲ့မေမေသားကြီးမေမေအားကိုရာလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်သားကြီးထားပါမယ်မရှိတော့တဲ့နောက်ပိုင်းမှာဖေဖေတာဝန်သားကြီးထမ်းဖို့မယ်သားကြီးချစ်တဲ့မေမေရဲ့ညီလေး၃ယောက်ကိုအရှိကနေကာကွယ်လို့ရှာကြွေးမယ်တစ်ချိန်ကသားကြီးဆိုခဲ့မိုက်ခဲ့တာမေမေရှိမှဒူထောက်တောင်းပန်မယ်မေမေသားကြီးရဲ့အမားကိုဒီနေ့ကစားလိမ့်မှာပါတော့မယ်သားကြီးချစ်တဲ့ချစ်မေမေရဲ့မေမေသားကြီးမေမေအားကိုရာလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်သားကြီးထားပါမယ်နေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်သားကြီးထားပါမယ်